If you can keep your head when all about you are losing theirs and blaming it on you. If you can trust yourself when all men doubt you, but make allowance for their doubting too. If you can wait and not be tired by waiting, or being lied about, don't deal in lies, or being hated, don't give way to hating, and yet, don't look too good, nor talk too wise. If you can drink, and not make drinks your master, if you can think, and not make thoughts your aim, if you can meet with triumph and disaster, and treat those two impostors just the same, if you can bear to hear the truth you spoken, twisted by knave to make it trap for fools, or was the thing you gave your life to, broken and stood and bitterman with no of tools. If you can make one half of all your winnings and raise it on one channel pitch and toss, and lose and start again at your beginnings, and never breathe a word about your loss. If you can force your head and laugh and snoop to serve your chin long after they're gone, and so hold on when there is nothing in you, expect the well would say to them, hold on. If you can talk with crowd and keep your virtue, or walk with kings, nor lose the common dash, if neither foe nor loving friends can help you, if all men count with you, but none too much, if you can free the unforgiving minute with 60-second water just and right, yours is the earth and everything that's in it, and which is more, should be a man myself. အကယ်၍မင်းအတိုင်းဝိုင်းကတုံလို့ချောက်ချပြီးဒါရီယာမင်းကြောင့်လို့ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါမင်းဟာခေါင်းအေးနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင်အကယ်၍အားလုံးကမင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါသူတို့ကိုနားလေစွာခွင့်လွှတ်ရင်းနဲ့မင်းကိုမင်းယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်အကယ်၍မင်းအမှန်စကားတွေကိုလူစိမ်လူညစ်တွေကလှည့်စားပြောင်းလဲပြီးမူသားအဖြစ်1600ညစ်တဲ့အခါမင်းဟာတည်ငြိမ်စွာနဲ့လာကြားနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းဘဝတစ်ခုလုံးပေးပြီးအရေးတကြီးဖြည့်ဆည်းခဲ့ရတဲ့အရာရာကိုဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာအင်မတန်သင်းငယ်တဲ့တစားပလာအရာရာနဲ့ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်အကယ်၍မင်းနိုင်ခဲ့သမျှတွေအားလုံးဟာကြွေတလဲကြက်တခုံပေါ်မှာတလှည့်တစ်ခါတည်းနဲ့ဆုံးရှုံးသွားခဲ့ပြီးတော့အစကနေပြန်စနိုင်မယ်ဆိုရင်ပြီးတော့တခါဆိုးလာတဲ့ကံကြမ္မာရည်တို့ဘယ်တော့အခါမှညှင်းညူမနေဘူးဆိုရင်အကယ်၍သူများတကလှုပ်ပြီးသွားကြလို့အချိန်အတော်ကြာမှမင်းအလှည့်ရောက်လာတဲ့အခါမင်းတယောက်တည်းနဲ့ပဲအားနဲ့မှန်နဲ့ဇွဲတတိရှိဆက်ကြိုးစားမယ်ဆိုရင်အဲ့လိုပဲမင်းမှာစိတ်အင်အားလွဲလို့ဘာမှမရှိတော့တဲ့အခါအဲ့ဒီစိတ်တဲ့အင်အားကိုခိုင်မာစွာနဲ့ပဲဆက်လက်စုပ်ကိုင်ထားနိုင်မယ်ဆိုရင်အကယ်၍စောက်တဲ့အချိန်ကိုစောင့်နိုင်ပြီးအဲ့ဒီအတွက်လည်းမမုန်းမပန်းနေနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းရဲ့အကြောင်းမဟုတ်တရားမူသားစကားတွေကြားရတဲ့အခါမင်းကလည်းအလိမ်ညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင်ဒါမှမဟုတ်မင်းကိုလူတကာကဝိုင်းဝန်းမုန်းနေတဲ့အခါမင်းဟာအမုန်းနေပြန်မပွားဘူးဆိုရင်ပြီးတော့မင်းကိုမင်းလူတယောက်ရဲ့လို့မမြင်ပဲပညာရှိစကားတွေလည်းမပြောဘူးဆိုရင်အကယ်၍စိတ်ကူးရင်အိမ်မက်တွေဟာမင်းပုံမလွမ်းမှုစေပဲစိတ်ကူးနိုင်မယ်ဆိုရင်အတွေးခေါ်စိတ်ကူးတွေဟာပျော်မှန်းချက်တတ်မဖြစ်စေပဲတွေးခေါ်နိုင်မယ်ဆိုရင်အကယ်၍အောင်မြင်မှုဒုက္ခနဲ့ဆုံးရှုံးမှုဒုက္ခတွေကိုကြုံတွေ့ရတဲ့အခါတူညီသောလောကဓာတ်တရားတွေပါလားရဲ့လို့ခံယူထားနိုင်မယ်ဆိုရင်အကယ်၍လူတွေနဲ့ထိထိပြောဆိုဆက်ဆံရတဲ့အခါ
ကိုချင်းတိတ်ခါကိုစောင့်ထိန်နိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းဧကဂရိတွေနဲ့အတူလမ်းလျှောက်နေရပါမယ်မာမာနသွေးမကြောက်ဆိုရင်အကယ်၍ရန်သူကဖြစ်စေမိတ်ဆွေကဖြစ်စေမင်းကိုတိတ်ပြီးနာကြည့်အောင်မလုပ်နိုင်စေအကယ်၍လူတိုင်းကိုတန်မိုးထားလေးစားရပါမယ်ဆွဲလန်းမှုတန်ရောစင်တွေထားမနေဘူးဆိုရင်အကယ်၍တူတောင်းလာတဲ့မပြစ်ပယ်နိုင်တဲ့10မိနစ်အတွင်းမှာအတိတ်ပဲရှိလာတဲ့စက္ကန့်60အဖြစ်အသုံးချနိုင်မယ်ဆိုရင်ငါသားရေမင်းဟာအရာရာရှိရဲ့အရာရာဖြစ်တယ်ကဘာကြီးကိုစုပ်ကင်လို့အရာရာပေါင်းမဆိုမစွမ်းနိုင်ပြီပေါ့အဲ့တော့မင်းကလေယောက်ျားကောင်းတစ်ယောက်ပဲပေါ့ဒေါအောင်ဆန်းစုကြည်